မြန်မာနိုင်ငံကနေပြည်ပကိုထွက်တော့မယ်ဆိုလို့ရှိရင် KB ကောက်တွေကိုကျွန်တော်တို့ဘယ်စင်ကတ်နဲ့ရွေးချယ်ပြီးတော့ဖွင့်ခဲ့တင်လဲဆိုတာကိုဒါကျွန်တော်ရဲ့အတွေ့အကြုံတွေနဲ့ရှင်းပြီးတော့ပြပေးမယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အများစုပေါ့နော်ကျွန်တော်စီမှာ service လာအပ်တဲ့သူတွေဆိုလို့ရှိရင် MyTel ကတ်တွေနဲ့ကျွန်တော်တို့ဖွင့်လာတာများတယ်။ကျွန်တော်တို့ MyTel ကတ်တွေကပြည်ပရောက်ပြီဆိုတာနဲ့အထူးသဖြင့်ပေါ့နော်ကျွန်တော်ဒီထိုင်းမှာဆိုလို့ရှိရင်လေရင်ပွားဆင်းပြီဆိုတာနဲ့ MyTel ကတ်တွေကတိုင်ပြောက်ကုန်ပြီ။အဲ့တော့ကျွန်တော်တို့စင်မပြေဘူးပေါ့ဗျာ။ကြံပေးချင်တာတော့ထိုင်းကိုလာမယ်ဆိုလို့ရှိရင်တော့MyTel ကတ်နဲ့ဖွင့်ခဲ့မယ်ဆိုတော့ကျွန်တော်တို့ကိုယ့်ရဲ့ KB ကောက်တွေကို AT1 စင်ကတ်နဲ့ဒါလည်းဖွင့်ခဲ့ပါ AT1 စင်ကတ်ကိုလည်းကိုယ်နဲ့အတူတစ်ပါးတည်းယူဆောင်လာပါဒါဆိုရင်ကျွန်တော်တို့ပြပရောက်နေပြီမဲ့လည်းပုံမှန်တိုင်းပဲကိုယ့်ရဲ့ကောက်တွေကို KB ကောက်တွေအသုံးပြုလို့ရတယ်ဖုန်းတွေပါတွေခေါ်လို့ရတယ်အားလုံးအသုံးပြုလို့ရတယ်ဗျာအရင်ကမှအဆင်ပြေတယ်မဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ MyTel ကတ်နဲ့ဖွင့်လာရင်တော့လေပေါ်ဆင်းတာနဲ့တိုင်ပြောက်ပြီးတော့အဆက်အသွယ်တွေအကုန်လုံးပြတ်ကုန်နေမယ်ပေါ့နော်ကျွန်တော်ရဲ့အတွေ့အကြုံနဲ့ပြပေးတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လေရင်ကွင်းကိုကျွန်တော်ညီမလာတော့တော့ခေါ်တယ်အဲ့ချိန်မှာဗျာဆက်သွယ်လုံးဝပြတ်သွားတယ်သူက MyTel ကတ်နဲ့ထည့်လာတဲ့ခါကျတော့လုံးဝဆက်သွယ်လို့မရတော့ဘူးတိုင်ပြောက်သွားတယ်ပေါ့နော်ခက်ခဲအရန်ဖြစ်တယ်အကြောင်းလို့ MyTel ကတ်နဲ့မဖွင့်ခင်နဲ့ဖြစ်နိုင်ရင် AT1 ကတ်နဲ့ဒါလင်ဖွင့်ခဲ့ဖို့ကိုကျွန်တော်အကြံပေးပါတယ်။ Okay အားလုံးပဲအဆင်ပြေကြပါသည်ဗျာ